အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တရားထုံးဆောင်ဗီဒီ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ပြောပြပေးချင်တာကတော့15ရက်5လ2026မှ21ရက်5လ2026ထိတနင်္လာသားသမီးများအတွက်တပတ်စာဟောစတန်ပဲဖြစ်ပါတယ်ခရီးလေးတွေသွားတတ်တယ်ရုတ်တရက်ကိုကစီစဉ်မထားပဲကြုံလာရင်လည်းအဲ့ဒီခရီးတွေကကောင်းတယ်အနေရကင်းတယ်စီစဉ်ထားသူဖို့ကတော့အားလုံးချောမွေတာပေါ့နော်အလုံးငွေကန်ထူးခြားတိုးတက်မဲ့ရတရပတ်ဖြစ်ပါတယ်ထို့ကြောင့်လုပ်ငန်းကြီးတွေစတင်ခြင်းနဲ့တနင်္လာသားသမီးတွေဖို့ရဲရဲတင်းတင်းစတင်ပါချင်းဆိုထားတဲ့ငွေကြေးတွေပြန်ရဖို့ဒီအပတ်တွင်းမှာချိန်တိုင်းသေးကြပေါက်ရပါလိမ့်မယ်လူမျိုးကြားတွေကူညီတတ်တယ်လက်ဆောင်ပစ္စည်းတစ်ခုခုထူးကဲစွာရရှိတတ်တယ်ကျမ်းမာရေးခြူကြမဲ့ရတရပတ်ဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တချို့စိတ်ပစ္စည်းမှုတွေများနေတတ်တယ်အဲ့ဒါအထူးကပါစေဝါကုသမှုခံယူရမယ့်အပိုင်းတွေမှာလည်းအသေးချာစေဝါကုသမှုခံယူဖို့တိုက်တွန်းကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဘက်တွင်မှာကျမ်းမာရေးကအဓိကဖြစ်နေတယ်။ကိုယ်တိုင်စိတ်ဖိစီးမှုတွေများနေတတ်တယ်။အကြီးကဲတွေနဲ့ပတ်သက်တဲ့သောကတချို့လည်းရှိမယ်။လိန်ထောင်ရေးအခြေရေးသားရအစဉ်ပြေမဲ့ရသတပတ်ဖြစ်ပါတယ်။ရောင်ဝေးရောင်နေတဲ့အိမ်သားတွေရှိရင်ပြန်လည်ရောက်ရှိလာတတ်တယ်။နေအိမ်ကိုဧည့်လာတောင်းလာတတ်တယ်။ဆက်ပစ္စည်းတွေဒီတစ်ပတ်အကျိုးမပေးတတ်ဘူးတန်ဖိုးကြီးဆက်ပစ္စည်းတွေဒီအပတ်အတွင်းမှာမဝယ်တာကောင်းတယ်ရှီပြီးသားတွေတောင်ပျောက်လိုက်ပြက်လိုက်ထွက်လိုက်ဖြစ်နေတတ်ပါတယ်နောက်စာချုပ်စာတဲ့အရှုပ်ရှင်းမြေအရှုပ်ရှင်းတွေဖြစ်တတ်တယ်တခါတရံအဲ့ဒီအရေးတွေကြောင့်ရုံးမြေကနာတွေထိသွားရောက်ဖြည့်ရှင်းရတတ်တဲ့သဘာဝတွေရှိတယ်ဒါကလည်းသတိထားလိုက်ရင်အဆင်ပြေနိုင်တယ်လို့မြင်ပါတယ်ဆိုတော့အနှစ်ချုပ်မှာကျမ်းမာရေးအကြီးအကဲတော့ကလေးနှစ်ချက်ကအဓိကပါခုနဟောထားတဲ့စာအုပ်စာရဲ့မြေကိစ္စတွေဆိုတာမိမိစီစဉ်သတိထားကြက်မှတ်လိုက်ရုံနဲ့ဒီအမှားယွင်းတွေကလွတ်မြောက်သွားနိုင်ပါတယ်ဒီတစ်ပတ်ကံကောင်းမှုအတွက်ကတော့ခလေးတွေကိုကျွန်တော်တို့ကိုကာကိုလာဝယ်တိုက်လိုက်ပါအားလုံးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေ